သားကြောင့်ဝါကင်မစိန်မလို့ဆိုပါလား ဒီချာလို့ဟုတ်ပါအဲ့ချင်းမလို့တော့တောင်းချင်ပြုတ်ကုန်ပြီလုံးရပြလာတီးပြအတီးအဲ့ချင်းနေလို့ငါအဲ့နေကြအဲ့ဒါချင်းနာမြင်ဝန်းလို့ခေါ် လာပြီ ဟဲ့လာလာစာပြေအားရရဲ့အားမရရှိဝါလာပြီလက်ကိုကောင်းတယ်ကွာဟိုတော်ပြီနိုင်ပြီဟုတ်ခလုတ်တယ်ဟိုအာရီယာနိုင်လို့မရပါဘူးကိုစုပါတင်ဆက်ထားတဲ့ပြက်ဆက်ကြီးရဲ့နာမည်ကဒီကဒီမှာလက်တွေဒီမှာကြံနေတယ်တွန်းနေတောက်ရှိနေထိုးရတယ်လေ နောက်ကအမားတို့တက်တာကိုကျွန်တော်စီစဉ်ထားပါတယ်အမားတို့တွေနော်အမားတို့တွေဒီနေ့မလာဘဲနဲ့ဆွချလေးအောင်ကျွန်တော်စီစဉ်ထားပါတယ် ဘယ်လိုစီစဉ်လဲပြော အကိုရဲ့တောင်ရှင်နောက်က KB စကန်လေးနဲ့ချုပ်ပေးပါမယ်နော်အဝေးကနေစကန်ရိုက်ဖတ်လိုက်ပါ မလို့ပတ်စံလို့များလို့ ဒီတက်ကတိတယ်အရင်ချင်တော့ကြည့်တော့ မလေးဂျင်းနဲ့ဂျင်းနဲ့ ပတ်စံဘယ်လိုပြောရလဲ ဂျင်းနဲ့ပတ်စီတွေ အခုဒီမှာချဲရတာဟိုနောက်ကလူတွေမမီဘူးဆိုရင်အကိုရဲ့ဖုန်းနံပါတ်ပြောပေးလိုက်ပါမယ်နော် KB နံပါတ်ပါ39 424 448ပါအဲ့ဒါမင်းဖုန်းနံပါတ်နော်တို့တွေတော့ဒီလမ်းမှာလေးဦးစင်တော်မျိုးတွေခဏလေးနော်ဒီစကားပြောနေနော် လေးပါ ဒီလိုမျိုးစုရီပြည့်ရဲ့ပုံမှာတကယ်ကျေးဇူးများကြီးတင်ပါတယ်ဝေကြီးရလို့ပြောတဲ့စကားမဟုတ်ပါဘူးကျွန်တော်မိသားစုတူတယောက်ချင်းစီတိုင်းကိုကျွန်တော်တကယ်တန်ဖိုးထားပါတယ်ဒီနေ့ခေတ်ဒီနေ့အခါမှာစက်တပင်ကိုဒီလိုမျိုးညာလုံးပေါ့ကြည့်ရှုအားပေးဖို့ဆိုတာတကယ်မလွယ်တဲ့အချိန်ကြီးဖြစ်တော်ပြီပေါ့လေကျွန်တော်ဇက်တပင်နဲ့ဝေးကွာခဲ့တာကြာတော့ပြီဒီပေါ်မှာပြန်ပြီးတော့စူးစမ်းကြတဲ့အချိန်မှာကပ်ပြကြတဲ့အချိန်မှာစိတ်ခေါ်မှုတွေအများကြီးရှိခဲ့တယ်ကျွန်တော်မိသားစုတွေဟာပွဲကင်းတွေကိုလာဖို့အတွက်မိသားစုများရဲ့အချိန်တွေကိုပေးရတယ်ဝေးကြီးရပတ်စံတွေသုံးရတယ်ပြီးတော့ညာလုံးပေါ့ရာသီဥတုရဲ့ဒဏ်ကိုခံပြီးတော့ကြည့်ကြရတယ်အဲ့ဒီမေတ္တာတရားတွေနဲ့ကျွန်တော်တို့အတွက်အများကြီးလုံလောက်နေပါပြီဒီလိုမျိုးအားပေးမှုရှိလို့လေကျွန်တော်တို့ဟာ